အိမ်မက်တွေကဈေးကြီးတယ်တဲ့ကျွန်တော်တို့တွေအိမ်မက်တစ်ခုကိုအကောင့်ထဲပေါ်ဖို့အတွက်ဘလောက်အထိရင်းနှီးပေးဆက်နိုင်ကြမလဲကိုရောဘလောက်အထိယုံကြည်လဲတခါတလေကြာရင်တော့ကိုဖြစ်ချင်တဲ့ဆန္ဒတစ်ခုတည်းနဲ့တင်မိုက်မဲပြီးဆိုးရွားလွန်းတဲ့ဆုံးဖြတ်ချက်တွေကိုချမိတတ်ကြပါတယ်။ကျောင်းမှာဘယ်သူနဲ့မှပြဿနာမဖြစ်ဘဲအေးအေးဆေးဆေးနေတတ်တဲ့စံပြကျောင်းသားလေးဂျီစုသူ့ရဲ့တခုတည်းသောရည်မှန်းချက်ကတက္ကသိုလ်တက်ပြီးတာမန်လူတစ်ယောက်လိုအေးအေးချမ်းချမ်းနေထိုင်နေတာပါ။ဒါပေမဲ့မိဘတွေရဲ့ပြစ်ပယ်ခြင်းကိုခံထားရတဲ့သူ့အတွက်ကျောင်းစည်းနဲ့ရှင်သန်ဖို့အတွက်ငွေကြေးအခက်အခဲတွေကကြီးမားလွန်းနေခဲ့ပါတယ်။ဒါကြောင့်ပဲဂျီစုဟာသူ့ရဲ့အိမ်မက်တွေအတွက်တာမန်လူတယောက်မတွေးရတဲ့တရားမဝင်ဒုစရိုက်အလုပ်တစ်ခုကိုနောက်ွယ်ကနေလုပ်ကင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒါပေမဲ့အမားတစ်ခုကိုကျူးလွန်မိရင်ဖျောက်ဖျက်လို့မရတယ်လို့လှည့်ပြန်နိုင်ဖို့နီလန်းလည်းမရှိတော့ဘူးဆိုသလိုပါပဲ။ဂျီစုရဲ့ဒီမားရွေးနဲ့ဆုံးဖြတ်ချက်ကိုသူ့ရဲ့တငယ်ချင်းဂူရီနဲ့မင်ဟီတို့သိသွားတဲ့အခါမှာတော့ပြဿနာတွေကထင်မှတ်မထားလောက်အောင်ပိုပြီးရှုပ်ထွေးပိုပြီးသွေးပြက်စရာကောင်းလာပါတော့တယ်။ဒီဇလန်တွင်းမှာတော့ADAနဲ့နောက်ွယ်မှာလျှို့ဝှက်ချက်တွေအများကြီးရှိတဲ့ចောင်းသားလေးဂျီစုအဖြစ်81 class ထဲကမင်းသားခင်တုံဟီကပါဝင်တရုပ်ဆောင်ထားပြီးသူ့ရဲ့တငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ဂူရီနဲ့မင်ဟီနေရာမှာတော့ပတ်ဂျိုဟွန်းနဲ့ဂျန်ဒါဘင်တို့ကအပြစ်ပြောစရာမရှိအောင်တရုပ်ဆောင်ပြသွားခဲ့ကြပါတယ်။သင်ဟာတာမန်ចောင်းသားဇလန်မျိုးမဟုတ်ဘဲရင်တထိတ်ထိတ်နဲ့စိတ်လှုပ်ရှားစရာကောင်းတဲ့ crime thriller ဇာတ်ကားမျိုးတွေကိုကြိုက်နေတတ်သူလား။လူငယ်တွေရဲ့အမှောင်သက်ချမ်းစိတ်တက်ပိုင်းဆိုင်ရာအလှည့်အပြောင်းတွေကိုရင်ဖိုစရာစောင့်ကြည့်ခြင်းသူလား။ဒါဆိုရင်တော့ဒီ extracurricular ကတင်အတွက်လုံးဝအကြိုက်တွေ့စေမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။ဒီကားကကြည့်နေရင်နဲ့ဇက်ရှင်ကတဖြည်းဖြည်းတက်လာပြီးဘယ်အချိန်မှဘာဖြစ်သွားမလဲဆိုတာနှမ်းရခက်အောင်ဆွဲခေါ်သွားနိုင်ပါတယ်။တတိုင်းသီးတစ်ပိုင်းရက်လို့မရအောင်ဆွဲဆောင်မှုအပြည့်ရှိတာကြောင့်ကြည့်ရတာလုံးဝတန်စေရမယ်လို့ညွှန်ပြရစေ။ကဲစံပြကြောင်းသားလေးဂျီစုတယောက်သူကျူးလွန်မိတဲ့အမားတွေကြားထဲကနေဘလို့ရုံထွက်မလဲဆိုတာကိုအောက်က comment box မှာပေးထားတဲ့ Telegram link ကနေတဆင့်ဝင်ရောက်ပြီးကြည့်ရှုနိုင်ပါပြီ။အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေ။